စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ် February လ1ရက်နေ့ကနေ February လ9ရက်နေ့တော်တွင်မှာဥတီယာလမ်းကြောင်းတစ်လျှောက်နှောင့်ယှက်တွေရှိတယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ပြီးမှအလိုရှိရာအောင်မြင်ခြင်းစင်ပြေခြင်းကိုရရှိနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးတော့ရှေ့တိုးလုပ်ကင်ခြင်းတို့ရဲ့အကျိုးပေးမှုကိုရမယ်ဥစွာဆောင်ရွက်တဲ့ကိစ္စတွေမှန်သမျှအတိုက်ခံနဲ့ထိတ်တိုက်တွေ့ပြီးမှဆင်ပြေမယ်ဇွဲကြည့်ရမယ်ခက်လိုက်ရင်နောက်မဆုံးနဲ့ဘလောက်ခက်ခဲရှေ့တိုးလို့ဒီကာလအတွင်းကကိုယ့်ရဲ့အောင်မြင်မှုရဲ့နှစ်သာရတွေကိုဝင်းချင်မှာပြည့်နဲ့ဖြစ်တည်နေတယ်ကိုယ်ပိုင်ရည်တည်ခြင်းနဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တဲ့ကာလတစ်ခုဖြစ်တယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်တယ်တရက်နေ့မှာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုကိုဖန်တီးမယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်နှစ်ရက်နေ့မှာရန်အလုံးကိုကျော်ပြီးတော့အလိုရှိရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုရနိုင်တယ်သုံးရက်နေ့မှာအခက်အခဲအလုံးကိုကျော်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်၄ရက်နေ့မှာရန်နဲ့ရှင်ပြီးလုပ်ပြီးမှအဆင်ပြေမယ်အဲ့ဒီ၄ရက်နေ့မှာအသွားလန်နေထိုင်ကြိုးဆိုင်ရမယ်အဲ့ဒီနေ့မှာဥတီလိုက်တဲ့နေရာအရှိရက်ကိုတည်သွားစေနေရှိတဲ့တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထားငကဘောရဲ့9ရက်နေ့ကမဟာရေချမ်းနဲ့တိုက်တဲ့မတော်တဆအနေတွေဖြစ်တဲ့ရေရန်တွေကြိုးဆိုင်ရမယ်အဲ့ဒီမှာအရှိတောင်ရက်ကိုတည်သွားစေနေရှိတဲ့အချိန်ကာလအဖြစ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာကြိုးဆိုင်ရမယ်6ရက်နေ့မှာတော့ရာပြန်လဲဆင်ပြေခြင်းတိုးတက်ခြင်းတည်ငြိမ်ခြင်းတွေရှိလာတယ်9ရက်နေ့မှာအရက်ဝင်းနဲ့ဆက်ဆက်တဲ့ကိစ္စတွေကနေထူးခြားသောကောင်းခြင်းကံနဲ့အလိုဆန္ဒပြည့်စုံခြင်းဘဝတိုးတက်ခြင်းတို့ကိုအထင်ရှားရရှိမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာကြာသပတေးနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာနေ့စောက်ချာနေ့မွေးသူများဒုက္ခပေးတတ်တယ်3-6 ကဏ္ဍနေ့ကျိုးပေးတယ်အနီရောင်ကျက်သွေးရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်လပြည့်နေ့နဲ့တနင်္ဂနွေနေ့နဲ့တိုက်ဆိုင်တဲ့ဒဝတွဲလပြည့်နေ့ February လ1ရက်နေ့မှာကုသိုလ်ကောင်းမှုပြုပါထမင်းလှူဒါနပြုပါကံကောင်းခြင်းတွေရရှိလာပါမယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2026 February လ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာရန်တိုက်ခတ်နေနဲ့ရှင်ပြီးမှလိုရှိရာပြည့်စုံမယ်စာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်လွှဲသတိထားရမယ်အလောတကြီးရောင်းဝယ်ခြင်းမပြုရဘူးရောင်းမဝယ်မှဖြစ်တတ်တယ်ရန်ပฏิဘက်ကတွေရင်းနှီးသူများနဲ့ဖြစ်တတ်တဲ့စိတ်ရှည်သီးခံရမယ်ကာလတစ်ခုဖြစ်တယ်ခရီးကိစ္စအစီအစဉ်ရအောင်မြင်မယ်အပြောင်းလဲကြတာတိုးတက်မယ်ပြဿနာဟောင်းတွေပြန်လဲဖြေရှင်းနိုင်မယ်တရက်နေ့မှာရန်များမယ်တိုက်ခတ်များမယ်2ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရရှိခြင်းနဲ့ဂျိုးပေးခြင်းချုပ်မယ်3ရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာတွေဂျိုးပေးပြီးတော့တိုးတက်မယ်4ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်ဒါပေမဲ့ငကဘောရက်နဲ့တိုက်ဆိုင်နေတော့အရှိရက်ကိုတည်သွားစေရနေဖြစ်မှာကိုပြုဆိုင်ရမယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာည9နိုင်ခွဲနဲ့9နိုင်ကြာကာလနှစ်ခုမှာအသွားလာပြုဆိုင်ရမှာပေါ့9ရက်နေ့ကတော့ရံများတယ်တိုက်ခတ်များတယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တယ်ဥတီယာလမ်းကြောင်းတစ်လျှောက်အနောက်ရှက်အတားစီလေးတွေရှိတတ်တယ်စီဇနာနဲ့လက်တွေ့ကွာဟမယ်ရေရနေကိုလည်းသတိထားမယ်ခက်ရပฏิဘက်ကကျူးဆိုင်ရမယ်အရှင်းမြောက်ရသွားစဉ်အနောက်ရှက်တွေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာသွားလာနေထိုင်ကျူးဆိုင်ရမယ်6ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးဘဝတလန်လုပ်ငန်းတလန်ကိုဖန်တီးနိုင်နိုင်မယ်9ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်အလိုရှိရာပြည့်စုံမယ်တပတ်တာကာလအတော်တွင်မှာတနင်္ဂနွေနေ့ကနေမွေးသူများကြောင့်စိတ်နှောက်ရှက်လေးတွေဖြစ်တတ်တယ်ကြာသပတေးနေ့ဗုဒ္ဓနေ့တောက်ကြနေ့မွေးသူတွေနဲ့ပူးပေါင်းပြီးလှုပ်တဲ့လူတွေကထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုဖြစ်ထွန်းစေလိမ့်မယ်1-3-5 ကဏ္ဍနေကျိုးပေးတဲ့အဝါရောင်နေမောင်ရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်တယ်February လ1ရက်နေ့ဟာတဘိုတွဲလပြည့်နေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့နဲ့တိုက်ဆိုင်တယ်အသက်အရွယ်ကြီးရင်သူတို့ကိုအလှူဒါနပြုပါထမင်းလှူဒါန်းခြင်းကိုပြုပါထူးခြားတဲ့ကံနဲ့တိုးတက်ခြင်းတွေထင်ရှားလာပါလိမ့်မယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ
2026 February လ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာကောင်းသောကံကြမ္မာများတွန်းမို့နေတယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းမယ်ကာလတန်ကြာကြာကြာနေတဲ့ငွေကြေးပြန်ရမယ်ပြန်မရဘူးထင်တဲ့ရပိန်တင်ငွေကြေးတွေလက်ဝဲပြန်လည်ရရှိမယ်စုံစည်းရမဖြစ်နိုင်ဘူးထင်တဲ့သူတွေနဲ့လည်းပြန်လည်စုံစည်းလိမ့်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရေးခြေနေတို့ကိုသုံးချပြီးတော့ဘဝတိုးတက်မှုကိုဖန်တီးရယူနိုင်တယ်တရက်နေ့ကအရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံနဲ့လွှမ်းမိုးတယ်မိကောင်းဆွေကောင်းထောက်ကူရမယ်2ရက်နေ့မှာခရီးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်3ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြိုးပေးခြင်းရှိမယ်4ရက်နေ့မှာရန်အန္တရာယ်တွေဖြစ်တတ်တယ်တပားသူနဲ့ဆက်ဆက်ပြီးဖြစ်ပေါ်တဲ့ပြဿနာတွေဖြေရှင်းရနိုင်မယ်အရှိရကနေရန်ပြဿနာတွေဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာည9နိုင်ခွဲနဲ့9နိုင်ကြာအန္တရာယ်ကာလဖြစ်တယ်5ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်ဘဝအတွက်ထူးခြားတဲ့ကံပြောင်းလဲတွေရှိမယ်ဒါပေမဲ့နေ့7နိုင်နဲ့10နိုင်ခွဲအတွင်းတစ်ကြိမ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာတစ်ကြိမ်ရန်နှောက်ယှက်တွေရှိတတ်တယ်အထူးသဖြင့်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအရှိတောင်ရက်ကိုတည်သွားစဉ်အန္တရာယ်ဖြစ်တတ်တာကိုအထူးပြုပြုဆက်ရမှာဖြစ်ပါတယ်6ရက်နေ့မှာတော့ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်အတိုက်ခံတွေအလုံးကိုကျော်လွှားနိုင်မယ်9ရက်နေ့ကတော့စိတ်ချမ်းမြေ့ခြင်းစင်ပြေခြင်းကံကောင်းခြင်းအခက်အခဲအလုံးကိုကျော်လွှားနိုင်ခြင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့သောကြာနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်36ကိုကနန်းနေကျိုးပေးတယ်အပြာရောင်ပန်းရောင်နေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်တဘိုတွဲလပြည့်နေ့တနင်္ဂနွေနေ့ February လ1ရက်နေ့မှာကုသိုလ်ကောင်းမှုပြုပါအလူဒါနပြုပါထမင်းကိုယ်တိုင်လည်းသုံးဆောင်ပါတပားသူတို့လည်းဝေမျှပေးပါထူးခြားသောကောင်းခြင်းကံကြမ္မာများဖြစ်လာပါမယ်စံစာနီဘို application ရှိတယ်ဆက်သွယ်မေးမြန်းနိုင်တယ်အတန်ဖိုင်နဲ့ဟောပြောခြင်းကိုရယူနိုင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2026 February လ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာဘဝကံတိုးတက်တဲ့ကာလတစ်ခုဖြစ်တဲ့ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ခက်ခဲတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်တဲ့အနေအထားရှိတယ်အပြိုင်ဆိုင်ကံအားလုံးမှာသူတစ်ပါးနဲ့သာပြီးတော့ကိုယ့်ဘက်ကအနိုင်ရတဲ့ကံပွင့်မယ်အတတ်ပညာကံကောင်းတယ်ချဲ့ထွင်မှုလမ်းကြောင်းသစ်တွေအကျိုးပေးတယ်ပြတ်တောက်နေတဲ့ဆက်သွယ်တွေပြန်လဲဆက်ဆက်နိုင်တယ်တရက်နေ့မှာကောင်းသောကံပွင့်တယ်ငွေတော့ဖတ်မတင်ဘူးနှစ်ရက်နေ့ကရန်အားလုံးနဲ့ရှင်ပြီးတော့ရမယ်ပြီးမှလူရှိရပြေဆုံးမယ်တွေ့တကူရခြင်းမရှိဘူး3ရက်နေ့မှာအလုံးစုံကံကောင်းခြင်းဘဝတိုးတက်ခြင်းကံတွေရှိတယ်4ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်ရဲ့ကျူးဆက်ရမယ်အရှိရောက်ကိုတည်သွားစေခြင်းရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်အတွင်းသွားလာထူးပြပြီးကျူးဆက်ရမယ်5ရက်နေ့မှာရံများခြင်းပြန်များခြင်းရှိမယ်ငွေကြေးကံကောင်းမယ်လက်ဖွင့်ပြီးမှလိုရာပြည့်စုံနိုင်တယ်ဒါပေမဲ့ညနေပိုင်း3နိုင်နဲ့4နိုင်ခွဲအတွင်းသွားလာထူးပြကျူးဆက်ရမယ်ထူးဖြင့်အရှိတောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်6ရက်နေ့မှာငွေကြေးလက်လာပကောင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းရှိမယ်ဒါပေမဲ့ရံပฏิဘက်ကရနဲ့လည်းထိတိုက်တွေ့တတ်တယ်9ရက်နေ့ကတော့အလုံးစုံကောင်းခြင်းကံနဲ့ဘဝတိုးတက်ခြင်းတို့ရဲ့အကျိုးဆက်နှစ်သာရကိုရရှိပါတယ်တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်လေးခွန်ကိုကနန်းအကျိုးပေးပါတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါFebruary လ1ရက်နေ့တဘိုတွဲလပြည့်နေ့တနင်္ဂနွေနေ့မှာကုသိုလ်ကောင်းမှုများပြုပါကိုယ်တိုင်လည်းထမင်းစားသုံးပါသူတစ်ပါးလည်းထမင်းဒါနပြုပါထူးခြားတဲ့အကြောင်းအရာတွေဖြစ်ထွန်းလာပါမယ်